ယခုစကီးစင်ကတော့ဘန်ကောက်ဒွန်မောင်းလေဆိပ်ကနေရာအိုနိုင်ငံရဲ့မြို့တော်ဗီယန်ကျန်းကိုတွားရောက်မှာဖြစ်ပါတယ်ခင်ဗျာ security check တွေပြီးရနဲ့ဘိုးတင်မှာလေရင်စီးဖို့စောင့်နေပါတယ်ခင်ဗျာအခုစီးရမယ့်လေရင်ပေါ်စတက်ပါပြီလေရင်စထွက်တဲ့ကနေရောက်တဲ့အထိကိုတလန်လုံးရာသီဥတုမကောင်းပါဘူးခင်ဗျာဝတ်တေးအပြည့်ပြည့်ဆိုင်ရာလေးစိတ်တို့အောင်မြင်စွာဆင်းသက်ပါပြီခင်ဗျ flight ပေါ်မှာ cabin crew တွေကနေပြီးတော့ arrival form လေးတွေကိုဝေပါတယ်ခင်ဗျအဲ့ဒါလေးတွေကိုဖြည့်ပြီးတော့ English ကိုပေးရပါတယ် not they found this take onဒီစိတ်ကနေမျိုးတွေကိုတွားတဲ့ shuttle bus လေးတွေဖြစ်ပါတယ် shuttle bus စီးပြီးတော့မျိုးတွေကတဲတဲ့ hotel ကိုတွားနေပါတယ်ခင်ဗျလာအိုအဝင် English မှာကလူရှင်းပါတယ်ခင်ဗျစင်ကတ်ကိုလည်းလေဆိပ်ထဲမှာဝယ်လို့ရပါတယ်ဈေးကအလွန်သက်သာပါတယ်9ရက်15ရက်ရက်30ဆိုပြီးအဆက်ဆက်ရှိပါတယ်အနည်းဆုံးဘတ်150လောက်ကနေစပြီးဝယ်လို့ရပါတယ်ခင်ဗျတရားနည်းစာတော့ဖို့အတွက်လာအိုကိအနေငယ်ကိုတော့လေဆိပ်မှာပဲနေခဲ့ပါတယ်ခင်ဗျဟိုတယ်ချက်ကင်ဝင်နေ့လည်စာစားပြီးနောက်အနီးနားတစ်ဝိုက်ကိုလမ်းလျှောက်ပတ်ဖြစ်ပါတယ်ခင်ဗျရုံတက်ရုံစိတ်ကြီးမှာလွယ်၍ကြံတဲ့ချိန်များမှာတိတ်ဆိတ်ငြိမ်သက်နေပါတယ်ပြင်းစရာကောင်းလိုက်တာလာအိုကလည်းဘာမှမရှိဘူးညနေဆောင်မဲခေါင်မီတန်းတဲ့တစ်လျှောက်ကိုလမ်းလျှောက်ဖြစ်ခဲ့ပါတယ်ခင်ဗျညစာစားပြီးဟိုတယ်ပြန်ရော့လာပါပဲဗျမနက်စောစောဟိုတယ်ကကျွေးရဲ့ breakfast စားပြီးတော့ထိုင်းတန်ရုံကိုသွားဗီဇာကြေးသွင်းပါတယ်ခင်ဗျတန်ရုံကိစ္စပြီးရနဲ့ပတ်စံလိုက်လဲပါတယ်နေ့လည်စာစားပြီးနောက်လာအိုနိုင်ငံရဲ့အထင်ကရဘုရားတဆူဖြစ်တဲ့ဖရတ်ထက်လျောင်ဘုရားကိုတွားရောက်ဖူးပါတယ်လာအိုရဲ့ယဉ်ကျေးမှုအမှုပညာလက်ရာများကိုကြည့်ရှုနိုင်ပါတယ်ဒီမှာကတော့ဗုဒ္ဓဝင်ပြဇာတ်တွေကိုရေးဆွဲထားတာပဲဖြစ်ပါတယ်ခင်ဗျဘုရားဖူးပြီးနောက်နိုင်ငံရဲ့လမ်းမတစ်ခုဖြစ်တဲ့ Victory Monument ကိုတွားခဲ့ပါတယ်အပေါ်ကိုတက်မှန်ဆိုရင်တော့ဝင်ကြီးအနှဲငယ်ပေးရပါတယ်ခင်ဗျအထက်မှာအဆင့်3ဆင့်ရှိပါတယ်လေကားတက်လေအတိုင်းတက်သွားပြီးနောက်ဆုံးအပေါ်ဆုံးစိတ်ထိတက်လို့ရပါတယ်ခင်ဗျအပေါ်ဆုံးထက်ကနေဗီယန်ချက်တစ်မျိုးလုံးကိုကြည့်ရှုနိုင်ပါတယ်ခင်ဗျညစာကိုတော့မြို့လေကမှာရှိတဲ့နိုင်မကတ်မှာပဲသွားစားခဲ့ပါတယ်ဟိုတယ်ပြန်နားယူပြီးတော့ဒုတိယညတညပုံဆုံးပါတယ်ခင်ဗျတတိယမြောက်နေ့မနက်ခင်းမှာတော့ morning market ကိုသွားပြီးဒေသစာလေးတွေကိုမီးစမ်းခဲ့ပါတယ်ခင်ဗျဝယ်ပေးရတယ်တခါတည်းအပြီးစီးပေါ့ယခုဗီယန်ချန်ဘလော့လေးအားဒီလောက်နဲ့ပဲရပြစီညာချူပေးသူတို့တရားရှိတိုင်းကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ပါရတော့